လူသက်သမားတွေသူရှိုတွေနဲ့စူပါစစ်သားတွေကိုအဖွဲ့တစ်ခုထဲမှာစုစည်းလိုက်ရင်ဘာဖြစ်သွားမလဲသူတို့အချင်းချင်းမုန်းနေကြတဲ့ကြားကကဘာကြီးကိုကယ်တင်နိုင်ပါမလားဒါမှမဟုတ်အရင်ဆုံးအချင်းချင်းတက်ဖြတ်ကြမလား Thunderbolts အဖွဲ့နဲ့မိတ်ဆက်ပေးရစေသူတို့ကဟီးရိုးတွေမဟုတ်ပါဘူးအပေခံတွေပါ Yelena Belova ကလမ်းပြောင်နေတယ် Bucky Barnes ကတိုက်ခိုက်ရတာတွေကိုညှင်းငွေ့နေပြီး US Agent ကတော့အရေးပါတဲ့လူပြန်ဖြစ်ချင်နေတာပါဒါပေမဲ့အဲ့ဒါဒရိုက်တာဘောမှာသူတို့အတွက် mission တစ်ခုရှိနေပါတယ်သူတို့ကိုလျှို့ဝှက်ခန်းတစ်ခုစီပစ္စည်းတစ်ခုသွားယူဖို့စေလွတ်လိုက်တယ်ဒါပေမဲ့ဒီမှာဇက်ကွက်ကလှည့်သွားပြီးအဲ့ဒီအခန်းကဖွင့်ဖို့မဟုတ်ပဲသူတို့အားလုံးရဲ့တင်ချိုင်းဖြစ်လာဖို့ပါအခန်းထဲမှာတော့ပေါလို့ခေါ်တဲ့ရိုးရိုးအေးအေးလူတစ်ယောက်ပဲရှိနေတယ်တကယ်တော့ဘဘကတာမန်လူမဟုတ်ပါဘူးစကြဝဠာတစ်ခုလုံးမှာစွမ်းအားကြီးဆုံးစန်ဒရီဆိုတဲ့ကောင်ကြီးပြသူတို့ကိုတေးဖို့လွတ်လိုက်မှန်းတီးလိုက်ရတဲ့အချိန်မှာတော့ဒီလူဆိုးဟောင်းကြီးတွေဟာအချင်းချင်းရန်ဖြစ်နေတာကိုရက်ပြီးအသက်ရှင်ဖို့စတင်ရုန်းကန်ရပါတော့တယ်သူတို့ဘဝမှာတခါမှမရခဲ့ဘူးတဲ့အရာတစ်ခုကိုဒီအဖွဲ့ထဲမှာစတွေ့သွားကြတယ်အဲ့ဒါကတော့မိသားစုဆိုတဲ့အရာပါပဲနောက်ဆုံးတိုက်ပွဲကသူတို့ကိုတစ္ဆာဖောက်တဲ့အစိုးရကိုပြန်တိုက်ရတာတည်းမဟုတ်ပါဘူးပါပီရဲ့မငြိမ်မသက်ဖြစ်နေတဲ့စွမ်းအားတွေကိုပါထိန်းချုပ်ရမှာပါအရှင်ဟာသားနဲ့ဝမ်းနည်းစရာတွေရောမွေထားတဲ့ပောက်ကွဲမှုကြီးတစ်ခုပါပဲသူတို့တွေဘာကိုကယ်တင်နိုင်ပါမလားဇက်သိမ်းသွားတဲ့အချိန်မှာတော့သူတို့ဟာအသေးခံတပ်သားတွေမဟုတ်ကြတော့ပါဘူးအဲ့ဒီထက်ပိုတဲ့အဖွဲ့တစ်ခုဖြစ်လာပါပြီခေတ်သစ်တစ်ခုစတင်ပြီးဆိုတဲ့ဂတိကဝတ်နဲ့ဇကားကပြီးဆုံးသွားပါတယ် Avengers တွေတော့မဟုတ်ဘူးသူတို့က Thunderbolts တွေပါဒီဗီဒီယိုကို Telegram မှာမြန်မာစာတန်းထိုးနဲ့အစအဆုံးတင်ပေးထားပါတယ်။ Bio မှာပေးထားတဲ့ link ကို copy ယူပြီး Telegram Channel မှာ join ပြီးကြည့်နိုင်ပါတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။